ကိုတန်ဖိုးကိုတန်ဖိုးထားတယ်ဆိုတာကိုတန်ဖိုးမသိတဲ့ရက်ဝန်းကိုဥပိ္ပခာပြုတ်ပြီးတော့တန်ဖိုးသိတဲ့ရက်ဝန်းမှာကောင်းမွန်စွာရှင်သန်နေထိုင်ခြင်းပါပဲကိုတန်ဖိုးကိုမသိရင်အိုင်းစတိုင်းပြောတာလေးကိုစိတ်ထဲအမြဲနှလုံးသွင်းထားပါသူပြောတဲ့စကားလေးကတင့်ကိုတင်တန်ဖိုးရှိတဲ့သူတယောက်လို့မခံစားသေးတဲ့ရွယ်တင့်ကိုဘသူကမှတန်ဖိုးထားမှာမဟုတ်ပါဘူးဆိုတဲ့စကားလေးပါပဲသူပြောတဲ့စကားလေးကတန်ဖိုးရှိပြီးလဲနေပါတယ်တခါတလေမှလူတွေကကိုတန်ဖိုးမထားဘူးတန်ဖိုးထားမခံရဘူးဆိုတာကိုတန်ဖိုးသူတို့မသိလို့ဖြစ်နိုင်တယ်လို့ကိုယ်တိုင်ကတန်ဖိုးရှိအောင်မနေတတ်လို့လည်းဖြစ်နိုင်ပါတယ်များသောအားဖြင့်လူတယောက်တန်ဖိုးရှိတယ်မရှိဘူးဆိုတာကိုကျမတို့ကအဲ့လိုရဲ့လုံးရက်နဲ့ပြုတ်မှုနဲ့ထိုင်ပုံကိုကြည့်ပြီးအနည်းနဲ့အများဆိုသလိုအကဲဖြတ်၍သိနိုင်ပါတယ်သို့သောတန်ဖိုးဆိုတာကိုသတ်မှတ်ဖို့အတွက်လူတွေကသူတို့ကိုယ်တိုင်တန်ဖိုးထားတဲ့အရာသူတို့မြင်နိုင်တဲ့အတိုင်းအတာပေါ်မူတည်ပြီးညံမြင်သလောက်သာအကဲဖြတ်တတ်ကြတယ်ဆိုတာကိုကျမတို့နားလည်ထားရပါမယ်ဒီသဘောတရားကိုနားလည်အောင်ပြောပြရရင်စင်အကြောင်းကိုကောင်းကောင်းသိတဲ့သူကစင်အမျိုးအစားတစ်ခုချင်းစီရဲ့တန်ဖိုးဘလောက်တန်ဖိုးရှိတယ်ဆိုတာသူကောင်းကောင်းသိတဲ့အတွက်သူကစင်တွေကိုဝယ်စုထားမယ်ပေါ့သို့တော်စင်အကြောင်းဘာမှမသိတဲ့သူကတော့စင်ကိုတန်ဖိုးထားရမှန်းမသိစင်စုထားရမှန်းမသိဘူးပေါ့ဒီသဘောတရားအတိုင်းပဲလူတွေဟာလေသူတို့ညံမိသလောက်မြင်တဲ့ကြည့်တဲ့အတိုင်းသာလူတယောက်ရဲ့တန်ဖိုးကိုအကဲဖြတ်တတ်ကြပါတယ်ဒီတော့တခါတလေကိုကတန်ဖိုးရှိနေပေမဲ့ကိုတန်ဖိုးမသိတဲ့သူကိုတန်ဖိုးနားမလဲတဲ့နေရာမှာရှိနေရင်ဘယ်လိုနဲ့တန်ဖိုးထားခံရမှာမဟုတ်ပါဘူးအဲ့ဒါကိုတန်ဖိုးမထားပဲအဲ့နေရာသို့ဇွတ်အတင်းတူးဝင်နေရင်ကိုကအလိုနေရင်တန်ဖိုးကြပြည့်ရင်ကြဖြစ်နေပါလိမ့်မယ်ဒီတော့အိုင်းစတိုင်းပြောသလိုလူတယောက်ကသူ့ကိုယ်သူတန်ဖိုးရှိတယ်ဆိုတာသူကိုယ်တိုင်သိရှိနားလည်ပြီးတော့တန်ဖိုးထားတတ်ဖို့လဲလိုအပ်ပါတယ်တဲ့ပြီးတော့ကိုယ့်ရဲ့တန်ဖိုးမသိတဲ့သူနားမလည်နိုင်တဲ့မမြင်နိုင်တဲ့ရက်ဝန်းကနေတတိရှိကြောခိုင်းရဲတာပါတဲ့အဲ့လိုတတိရှိကြောခိုင်းရဲတဲ့သူတွေကလည်းသူတို့ကတန်ဖိုးရှိတယ်ဆိုတာသူကိုယ်တိုင်သိထားလို့ပဲဖြစ်တယ်လို့ဆိုပါတယ်ဒီတော့ကျမတို့တူတယောက်ချင်းစီတိုင်းကကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိရှိနားလည်ပြီးကိုတန်ဖိုးထားတတ်ဖို့လဲလိုအပ်ပါမယ်နော်ဒီတော့ကျမတို့တူတယောက်ချင်းစီတိုင်းကကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိရှိနားလည်ပြီးကိုတန်ဖိုးထားတတ်ဖို့လဲလိုအပ်ပါတယ်ကိုတန်ဖိုးထားသလိုကိုပေါ်မှာတုံ့ပြန်မှုမရှိတဲ့လူတွေအတွက်အချိန်ကုန်မခံပါနဲ့ကိုဖက်ကချစ်ခင်တွေ့တာတလောက်ကိုပေါ်ကိုတစ်ဆက်လဲမှငဲ့မရှိတတ်သူတွေအတွက်အချိန်ကုန်မခံပါနဲ့ကိုဖက်ကနားလည်မှုပေးသလောက်ကိုအပေါ်မှာအနိုင်ယူတတ်သူတွေအတွက်အချိန်ကုန်မခံပါနဲ့ကိုဖက်ကအရာသူ့အတွက်ဦးစားပေးခဲ့ပေမဲ့သူ့ဖက်ကိုတခြားတယောက်ကိုသာအလေးထားတတ်တဲ့သူတွေအတွက်အချိန်ကုန်မခံပါနဲ့တော့ကိုပေါ်ကိုတစ်ချက်ကလေးမှငှက်မကြည့်တတ်တဲ့သူတွေအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုမစတဲလိုက်ပါနဲ့စာနာစိတ်မရှိတဲ့လူတွေကကျနာတရားဆိုတာနားမလဲကြပါဘူးတချို့လူတွေကဂရုစိုက်တာကိုပဲခံချင်ကြတာသူတို့ကပြန်ပြီးဂရုစိုက်ပေးဖို့ဆိုလဲနည်းနည်းလေးမှတုံ့ပြန်မှုမရှိကြပါဘူးအယူသာရှိပြီးအပေးမရှိတဲ့လူတွေမှာအတ္တဆိုတဲ့စိတ်ဆန္ဒတာကင်းအောင်နေတတ်တယ်ဘယ်တော့မှတစ်ဖက်လူရဲ့ခံစားချက်ကိုဖွင့်မဖတ်တတ်ဘူးတခါတလေကိုနဲ့မတော်တဲ့ပနှက်ကိုစီးပြီးလမ်းလျှောက်နေရတာနဲ့စာရင်ပနှက်မပါဘဲလမ်းလျှောက်လိုက်တာပူပြီးခရီးပေါက်ပါတယ်လူရည်လို့ဖြစ်လာရင်ကိုတန်ဖိုးနဲ့ကိုနေရတယ်ဆင်းရဲတာချမ်းသာတာပညာတတ်တာမတတ်တာဒါတွေအသာထားကိုယ့်ရဲ့ကိုကျင့်တရားကိုယ့်ရဲ့စရိတ္တကိုယုံကြည်လဲစားရမယ်ကိုဘဝနဲ့ကိုရက်တည်ကိုလုတ်เสียရှိတာလုပ်ရမယ်အဆောင်ရောင်များတဲ့လူလောကကြီးမှာကိုဘဝကိုတင်ငယ်နေဖို့မလိုပါဘူးဟန်ဆောင်နေရတာအသက်ရှူကျက်ပါတယ်ကိုလျှောက်လှမ်းဖြတ်တန်းနေတဲ့ဘဝလမ်းမှာလဲမှန်ကန်တရားတော်လမ်းလဲဖြစ်ဖို့လိုပါတယ်လူဘဝကတူတူလဲပါကိုအတွက်အရေးမပါတဲ့နေရာတွေမှာအချိန်သိပ်မဖြုံးပါနဲ့ကိုအတွက်တကယ်အရေးကြုံလာတဲ့အခါအချိန်ကကိုစောင့်နေမှာမဟုတ်ပါဘူးလူတိုင်းမှာတန်ဖိုးဆိုတာရှိတယ်လူတယောက်ရဲ့တန်ဖိုးကိုတခြားတယောက်ကတန်ဖိုးမဖြတ်နိုင်ပါဘူး
ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့အပြောအဆိုပေါ်မူတည်ပြီးတန်ဖိုးအနှင့်အမြင့်ကွာခြားသွားတယ်ကိုတန်ဖိုးကိုနားလေတဲ့သူကပျော်ရွှင်ခြင်းကိုပေးတယ်ကိုတန်ဖိုးကိုနားမလဲတဲ့သူကနာကျင်ခြင်းကိုပေးတယ်လူတွေဟာကိုယ်စန္ဒကိုဖြစ်စည်းပေးဖို့လူဖြစ်လာကြတာမဟုတ်ပါဘူးအဲ့ဒါကြောင့်တယောက်တည်းဖြတ်တန်းတတ်အောင်ကြိုးစားပါကိုတန်ဖိုးရှိအောင်နဲ့တနေ့တန်ဖိုးသိတဲ့သူရဲ့တန်ဖိုးထားခြင်းကိုခံရမယ်